ချက်လဲဆိုတော့ဒီနေ့ဘာမှမချက်ဘူးဒီတော့မင်းရောင်းဖို့ငါကင်ငါကဒီဘက်မှာဒီမှာကဝယ်လို့မရဘူးကွာကိုရတော့မရဘူးဒါမှကိုကဆိုင်ကြီးဆိုတော့ကမုံလေး9កောင်အဲ့လိုမျိုးပဲချန်ပြီးပြီးရင်မင်းကဝယ်ဟိုကြက်ကြော်လေးကြက်ကြော်လောက်တာလေးညနေလောက်တာပဲနေလဲနေပြီးတော့လဲအမေကလည်းနေပြီးတော့ထိုးနေအဲ့ချိန်မှာပဲကိုကအောင်းကဟိုကရိုက်ပြထားတာလေးဆိုတတိယလားဘယ်တော့ယူဘုပ္ပဆောက်ကြောက်ရတယ်လေကျမင်းလားဒီဟိုဒီညဒီနေ့ဆိုတော့မရဲ့အမကြီးတော့မရဲ့တာကျဲသူက54အမုံလေးငါစတဲ့နေနေစငါပြီးရဆိုတော့ဘယ်လိုခတိုင်းချက်တဲ့အဲ့ဒီငါနေချလာပြီအဲ့ဒီချက်သားပေါ့ငါနေချလာပြီချက်ပြအဲ့ချက်ပဲချက်အိမ်ချက်မင်းတို့ကချက်တပိတာဘယ်လောက်လုပ်နေလဲအိမ်ချက်ဆိုဘယ်လောက်လဲအိမ်ချက်ကိုတပိတာတဲ့သိနေစီပီချက်ဆိုရင်9000ဆိုင်ရဝန်ထမ်းကလေးတွေကိုချက်ချင်းလို့ရတယ်။အောက်လိုက်ပါအောင်ပြင်မလေးလား။ဒီမှာတော့ပြတ်တော့ရ။ဒီမှာလည်းပြတ်တော့ရ။